နံပါတ်1 ဧဝရတောင် Mount Everest အမြင့်848 မီတာ29.29 ပေတည်နေရာနီပေါနှင့်တိဘက်တရုတ်နယ်စပ်အခြားအမည်များမှာနီပေါအမည်စာကာမတာမိုးကောင်းကင်ကိုထိတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပြီးတိဘက်အမည်ကတော့ချိုမိုလုံးလာမုန်ဒေဝီပဲဖြစ်ပါတယ်ပထမဆုံးအောင်မြင်အောင်တက်ရောက်ခဲ့ဘူးသူမှာ1953ခုနှစ်တွင်နယူးဇီလန်မှဆာအက်တမန်ဟီလာရီနှင့်နီပေါမှရှယ်ပန်ဇင်းနော်ဂေးပဲဖြစ်ပါတယ်အထူးချက်နံပါတ်2 K2 တောင်အမြင့်611 မီတာ28.250 ပေတည်နေရာပါကစ္စတန်နှင့်တရုတ်နယ်စပ်အခြားအမည်များချိုကီရီကြီးမားသောတောင်သို့မဟုတ်ဂေါ်ဝင်အော်စတင်တောင်ပထမဆုံးအောင်မြင်အောင်တက်ရောက်သူတို့မှာ1954ခုနှစ်တွင်အီတလီမှ Lionel Stoller နှင့် Achille Campagnoli တို့ဖြစ်သည်အထူးချက်များကြမ်းတမ်းသောတောင်သို့မဟုတ်ပြန်လန်းမရှိသောတောင်ဟုအမည်တွင်ပြီးဧဝရက်ထက်ပင်ပိုမိုအန္တရာယ်များသည်ဟုသတ်မှတ်ကြသည်ဧဝရက်နှင့်မတူဘဲနှစ်တွင်ပိုမိုနှိမ့်ကျသောတည်နေရာကြောင့်ရာသီဥတုပိုမိုဆိုးရွားအားတက်ပြီးတောင်စောင်းများမှာလွန်စွာမတ်ဆောက်ကနည်းပညာအရတက်ဖို့ခက်ခဲသည့်အောင်မြင်စွာတက်ရောက်သူအလွန်နည်းပါးပြီးသေဆုံးမှုနှုန်းမြင့်မားသောတောင်လည်းဖြစ်သည်နံပါတ်3ကန်ချန်ဂျန်ဂါတောင်ခိန်ချန်ဂျန်ဂါအမြင့်586 မီတာ28.169 ပေတည်နေရာနီပေါနှင့်အိန္ဒိယနယ်စပ်အဓိပ္ပာယ်စီဖြူကြီးငါးထုတ်ဟုအဓိပ္ပာယ်ရပြီးတောင်ထုပ်5ခုပါရှိသောကြောင့်ဖြစ်သည်ပထမဆုံးအောင်မြင်တက်ရောက်သူတို့မှာ1955ခုနှစ်တွင်ဗြိတိရှတောင်တက်အဖွဲ့မှ Joe Brown နှင့် George Band တို့ပဲဖြစ်ကြသည်အထူးချက်များအိန္ဒိယနိုင်ငံရှိအမြင့်ဆုံးတောင်ဖြစ်သည်ဒေသခံတိုင်းရင်းသားများ၏ယုံကြည်မှုအရဤတောင်သည်တန်ရှင်းပြီးနတ်ဖျားများကိန်းဝေးရာဖြစ်သည်ဟုဆိုကာပထမဆုံးတက်ရောက်ချိန်မှစပြီးတောင်တက်သမားအများစုသည်စေတနာဝန်ထမ်းအဖြစ်ထိပ်တန်းအထိမတက်ဘဲအနည်းငယ်ကွာမှရပ်တန့်လေးရှိသည်ပတ်လေးလဟိုဈေးတောင် Lhasa အမြင့်516 မီတာ29.940 ပေတည်နေရာနီပေါနှင့်တိဘက်တရုတ်နယ်စပ်အဓိပ္ပာယ်တိဘက်ဘာသာစကားဖြင့်တောင်ဘက်မျက်နှာဟုအဓိပ္ပာယ်ရသည်ပထမဆုံးအောင်မြင်တက်ရောက်ဖူးသူတို့မှာ1956ခုနှစ်တွင်ဆွစ်ဇာလန်အဖွဲ့မှ Fritz Wachsinger နှင့် Ernst Rees တို့ပဲဖြစ်ကြပါသည်အထူးချက်များဧဝရက်တောင်နှင့် South Col ခေါ်ကျောက်စင်းသက်ကြောင်းတစ်ခုဖြင့်တိုက်ရိုက်ဆက်ဆက်နေသောကြောင့်ဧဝရက်၏ညီကိုတောင်ဟုလည်းခေါ်ကြသည်ယင်း၏ဟိုဈေးအရှိမျက်နှာ Watts Face သည်ဧဝရက်သို့တက်သောလမ်းကြောင်းပေါ်ရှိရေခဲပြင်ကြီးတစ်ခုဖြစ်ပြီးအတော်ပင်စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်လဟိုဈေး၏တောင်ဘက်မျက်နှာသည်ကမ္ဘာအမြင့်ဆုံးတောင်မျက်နှာများထဲမှတစ်ခုဖြစ်ကာယနေ့ထိအောင်မြင်စွာတက်ရောက်ဖူးသူမရှိသလောက်နည်းပါးလာသည်နံပါတ်5မကာလူတောင်မဲကလိုအမြင့်485 မီတာ28.838 ပေတည်နေရာနီပေါနှင့်တိဘက်တရုတ်နယ်စပ်ပထမဆုံးအောင်မြင်တက်ရောက်ဖူးသူတို့မှာ1955ခုနှစ်တွင်ပြင်သစ်အဖွဲ့မှ Jean Cousy နှင့် Lionel Terray တို့ပဲဖြစ်ကြသည်အထူးချက်များမြင်း၏ပီရမစ်ပုံစံချွန်ထက်သောအနာလေး